ဒီနေ့ကျွန်တော်တို့ရဲ့ဒီမင်္ဂလာနှစ်ပတ်လည်နှစ်ပြည့်ပေါ့နော်နှစ်နှစ်ပြည့်မှာကျွန်တော်နဲ့ထက်ထက်ကဒီ9မိုင်ကဒီ sky diving ကိုတူသွားကစားဖြစ်တယ်ကျွန်တော်တို့အောက်ထပ်မှာလက်မှတ်ဝယ်ရတယ်လက်မှတ်ဝယ်ပြီးတော့ကျွန်တော်တို့ဒုတိယထပ်ကိုတက်ရတယ်ဒုတိယထပ်ရောက်တော့ကျွန်တော်တို့အဲဒီလက်ပတ်မှာယူလို့လက်စွပ်လို့ချုပ်ခိုင်းတယ်ချုပ်ပြီးတော့ဝတ်စုံရွေးရတယ်ပေါ့ဝတ်စုံတွေကတော့အများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်နဲ့ဒီခနာကိုနဲ့တော်တဲ့အယောင်အဓိကမဟုတ်ပါဘူးကျွန်တော်နဲ့တော်တဲ့ဝတ်စုံမှာကျွန်တော်ရွေးလိုက်တာပေါ့နော်ရွေးပြီးတော့ကျွန်တော်ခဏစောင့်နေတော့သူတို့ကဖက်နဲ့စီးခိုင်းနေသူတို့ပေးတဲ့ဖက်နဲ့လေးကျွန်တော်စီးလိုက်တယ်ပေါ့ဖက်နဲ့ကနည်းနည်းကြက်နေတယ်ကျွန်တော်နဲ့ဒါပေမဲ့ site တွေအများကြီးရှိပါတယ်ပြဿနာတော့သိမရှိဘူးအကုန်လုံးဝတ်စုံဝယ်ပြီးတော့ကျွန်တော်တို့သူတို့ကဒီတကယ် sky diving မဆော့ခင်ကျွန်တော် training camp နဲ့ခေါ်တာပေါ့နော် training camp မှာကျွန်တော်ထက်ထက်ကိုစနေတာပေါ့trainer ကိုစောင့်ရင်းနဲ့ကျွန်တော်ထက်ထက်ကိုစနေခဏနေတော့ trainer ဆရာလေးရောက်လာတယ် trainer ကကျွန်တော်ကိုဒီ sky diving တောင်းရင်ဘယ်လို position တွေထားမျိုးခဏကိုနေရမယ်ပေါ့နော်လက်ကိုဘယ်လိုထားရမယ်ခြေထောက်ကိုဘယ်လိုထားရမယ်အဲ့ဒါတွေသင်ပေးတယ်ပေါ့နော်သူစိတ်တိုင်းကြပြီဆိုတော့ကျွန်တော်ကိုအခုလက်တွေ့ဒါကစားဖို့အတွက်ကျွန်တော်ခေါ်ရတယ်ဟိုရောက်တော့ကျွန်တော်မှဒီမျက်မှန်နဲ့ပေါ့နော်မျက်မှန်နဲ့အော်တိုနဲ့ကျွန်တော်တက်ကသေးတယ်ဗျမျက်မှန်နဲ့အော်တိုနဲ့ကျွန်တော်တက်ကြတယ်ဒီအပေါ်မှာတော့ဒီတန်စကာကွက်ကြီးကာထားတယ်ပေါ့ဗျာအောက်မှာတော့ဒီတန်စကာနဲ့ခင်းထားတယ်ပေါ့အထဲမှာတော့လေတွေကတအားတိုက်တယ်ဗျရောက်ချင်းမှာပဲလေးပေါ်ပြန်တက်သွားတယ်စက်သားချင်းဆိုတော့နည်းနည်းရိုင်းနေတော့ trainer ကျွန်တော်ဆွဲပေးထားတယ်ဗျာကြောက်တာတော့မကြောက်ဘူးပေါ့နော်ဟိုလန့်စရာလည်းမကောင်းပြောစရာကောင်းပါတယ်အခုကတော့လေတွေကအားတိုက်တယ်နားထဲကိုလည်းသူကဂုံးထည့်ပေးထားသေးရပေါ့နားဥမှာဆိုတော့လေဗျာလေရဂုံတိုက်တာစစချင်းဆိုတော့တီးရတိုင်းမှာပေါ်လိုက်ပြုတ်ကြလိုက် trainer ဆွဲပေးလိုက်ပေါ့ကောင်းကောင်းပထမဆုံးအခုမှစဖူးရဆိုတော့ကောင်းကောင်းမစည်းတတ်ဘူးလေမှန်နဲ့သွားတိုက်လိုက်နောက်ကိုပြန်ဆောက်လိုက်ပေါ့နော်မိုက်တော့မိုက်တယ်ဗျာတကယ်လေးပေါ်မှာပြန်ရတဲ့အရာတာဘယ်လိုလဲဆိုတာခံစားလိုက်ရတာပေါ့တက်ကတော့ပြင်မှာဗီဒီယိုရိုက်ပေးနေရပါကျွန်တော်အကြီးတက်သွားတာမိုးပေါ်ဒီအမြင်တက်သွားတော့မ trainer လှမ်းဆွဲရတယ်အမြင်တက်သွားလို့အပေါ်တက်သွားတော့ပြဿနာတော့မရှိဘူးပြတည်မှာဟိုကတန်းစကားကာထားတော့လေနောက်ဆုံးမှတော့ trainer ကသူအကွက်ပြတော့ trainer ကတော့ကျွမ်းတယ်ပေါ့ဗျာလှတာပေါ့လှပါလေဟုတ်ကဲ့ကျေးဇူး